ဒီနေ့သင်ခန်းစာလေးထဲမှာတော့ teacher ကဒီ expression လှလှလေးတွေရဲ့အသုံးပြုပုံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အတူတူကြည့်ရအောင်ပထမဆုံးတစ်ခုအနေနဲ့ take a break ခဏနာသည်လို့အဓိပ္ပာယ်ရတယ်ငါပင်ပန်းလိုက်တာခဏနာဖို့လိုတယ်လို့ပြောချင်ရင် I'm tired I need to take a break I'm tired I need to take a break ဒုတိယတစ်ခုကြတော့ have a coffee break coffee တောက်ဖို့ခဏနာတာမျိုးမီတင်ကရှည်လိုက်တာငါတို့ coffee တောက်ဖို့ခဏနာရအောင်လို့ပြောချင်ရင် The meeting is long let's have a coffee break The meeting is long let's have a coffee break break the habit အကျင့်ဆိုဖြတ်တာမျိုးဥပမာငါလက်သေးကိုက်တဲ့အကျင့်ဆိုဖြတ်ဖို့လို့ကြိုးစားနေရလို့ပြောချင်ရင် I'm trying to break the habit of biting my nails I'm trying to break the habit of biting my nails break a promise ဂတိဖြတ်တာမျိုးနင်ဂတိမဖြတ်နဲ့လို့ပြောချင်ရင် Don't break your promise နောက်ဆုံးတစ်ခုအနေနဲ့ break my heart အသေးခွဲတာမျိုးစိတ်ကိုအယမ်းဝမ်းနေစေတာမျိုးဥပမာနေ့ရဲ့စကားလုံးတွေကငါ့ကိုစိတ်နာစေတယ်အယမ်းဝမ်းနေစေတယ်အသေးခွဲစေရလို့ပြောချင်ရင် Your words break my heart အသုံးဝင်မယ်လို့ယုံကြည်ပါတယ်နောက်နေ့ပိုကောင်းတဲ့သင်ခန်းစာလေးနဲ့ပြန်လာခဲ့မယ်ဒီနေ့တော့ဒီလောက်ပါပဲ bye bye